Lazana Isaac ဒီ portfolio ကြည့်မယ်ဆိုလို့ရှိရင်တော့ Hugo Ekitike ကိုကြော်ပြီးတော့လက်ရှိပွဲထွက်နေတာတွေကိုကျွန်တော်တို့ကအပြစ်သွားပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့ Hugo Ekitike တကယ်ပွဲနဲ့ကိုဝင်လာတဲ့အခါမှာလောက်ရနေတဲ့ခြေစွမ်းတွေကလည်းကျွန်တော်တို့ဒါဒီဟာကြီးကိုကျွန်တော်တို့ဒီ potential ကြီးကိုကျွန်တော်တို့ကအရန်ကုန်မှာထားပြီးတော့ဖြုံးတီးလိုက်လို့မရဘူးပြဆိုတော့အားလုံးပဲမင်္ဂလာပါ Young Boy Miss Burmese Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ကျွန်တော်မင်းညာကကန်ခဲ့တဲ့ Manchester United အသင်းနဲ့ Liverpool အသင်းတို့ကPremier League ပွဲစဉ်ရှစ် Liverpool အသင်းကအိမ်ကွဲမှာ United ကို2 ဂိုး 1 ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲဒါပွဲပြီး3 သက်ချက်ဒီချက်လောက်ပြောလိုက်ကြရအောင်ဗျာအဲ့တော့ဒါကျွန်တော်တို့လည်းဒါမတွေ့ရကြဘူးဗောလေ International Break တစ်လျှောက်လုံးကျွန်တော်လည်းဒါဗီဒီယိုတွေမလုပ်ဖြစ်ဘူးဂျာထဲမှာတော့ဒါကိုစင်နဲ့ live video တော့ live ဆိုထွင့်ပြခဲ့တယ်ဗောလေအဲ့ထဲမှာကျွန်တော်ကိုစင်မေးသွားခဲ့တယ်က Liverpool အသင်းက Manchester United အသင်းကိုရှုံးသွားခဲ့လို့ရှိရင်ဘယ်လိုလုပ်မလဲဗောလေဆိုတော့အဲ့တော့ကျွန်တော်ပြန်ဖြေခဲ့တယ်ဒါပေမဲ့အဲ့တော့ကျွန်တော်ဖြေခဲ့တဲ့ဆိုတဲ့အခြေအနေတစ်ခုမှာကျွန်တော်စိတ်ထဲမှာရှိတာကတကယ်ရှုံးနိုင်မယ်လို့ကျွန်တော်မထင်တာဘူးဗောလေဆိုတော့ Liverpool အသင်းနေနဲ့ Manchester United အသင်းကိုဒါလက်ရှိခြေစွမ်းကျနေသည့်တိုင်အောင်တော့အကောင်းဆုံးပုံစံနဲ့သူနိုင်ပွဲတစ်ပွဲရရှိနိုင်မယ်လို့တော့မျှော်လင့်ခဲ့တယ်ဒါပေမဲ့ Liverpool အသင်းကဒါမင်းညာက United အသင်းနဲ့ကန်ခဲ့တယ်ဆိုတဲ့အခြေအနေတစ်ခုမှာတကယ်ကိုပဲဒါရှုံးနေခဲ့တယ်ဆိုတော့ရလက်အဖြစ်တော့2 ဂိုး 1 ဂိုးနဲ့ရှုံးနေခဲ့တယ်ဆိုတော့နောက်ဆုံးကန်ခဲ့တဲ့4ပွဲဆက်တိုက်ဒါရှုံးနေခဲ့ပြီးတော့မှ Premier League မှာဆိုလို့ရှိရင်လည်းဒါ3ပွဲဆက်တိုက်ရှုံးပွဲကိုရင်ဆိုင်လိုက်ရတယ်ဆိုတော့ဒီပြ Arne Slot အနေနဲ့ဆိုလို့ရှိရင်လက်ရှိအချိန်မှာဆိုလို့ရှိရင်တော်တော်လေးကိုမှဒါ PR တွေအောက်ကိုဒါရောက်ရှိသွားပြီလို့ပြောလို့ရတယ်ဗျာဆိုတော့လက်ရှိ Liverpool ပိတ်သက်ရောက်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ official Liverpool သင်းရဲ့ fan page ဒီ official Liverpool သင်းရဲ့ page အောက်က comment တွေပဲသွားကြည့်ဒါကျွန်တော်တို့ Liverpool local break တွေကြားထဲမှာပဲကြည့်လက်ရှိအချိန်မှာဆိုလို့ရှိရင်ဒီပြ Arne Slot ကိုတော်တော်လေးကိုမေးခွန်းထုတ်နေတယ်ပြီးတော့နောက်ထပ်ဒါ Mohamed Salah အနေနဲ့လည်းတော်တော်လေးကိုမှလက်ရှိအချိန်မှာဆိုလို့ရှိရင်ဒါမေးခွန်းထုတ်ခံရတာတွေကိုတွားပြီးတော့တွေ့ရတယ်ဆိုတော့မနေ့ညကပွဲရတော့တော်တော်လေးကို Liverpool သင်းနေတယ်လည်းကန်ဆိုးတယ်လို့ပြောလို့ရတယ်ဗျာဘာကြောင့်လဲဆိုတော့ပွဲစတဲ့ကမှ Liverpool သင်းတို့ဒါဂိုးပေးလိုက်ရတယ်ဆိုတော့ဂိုးပေးလိုက်ရတာကဒါမိနစ်60ပတ်ဝန်းစက္ကန့်60ပတ်ဝန်းကျင်လောက်မှာနေLiverpool အသင်းက10မိနစ်ပတ်ဝန်းကျင်လောက်မှာနေLiverpool အသင်းကဂိုးပေးလိုက်ရတာဖြစ်တဲ့အတွက်ဆိုတော့ပေးလိုက်ရတဲ့ပေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Virgil van Dijk အနေနဲ့ဒါခေါင်းတက်တိုက်ဖို့ကြိုးစားတယ်ခေါင်းတက်တိုက်ဖို့ကြိုးစားတဲ့အခါမှာဆိုလို့ရှိရင် Alexis McAllister ခေါင်းကိုထိခိုက်မိသွားတယ်ထိခိုက်မိသွားတဲ့အခါမှာ Alexis McAllister ပြုတ်ကြရင်ဆိုတော့ဒီအခြေအနေကတော့ထားလိုက်တော့ဗျာဆိုတော့ Liverpool အသင်းခံစစ်ကစားပုံပဲဆက်ကြည့်မယ်ဆိုလို့ရှိရင် Virgil van Dijk ခေါင်းတက်တိုက်တယ်ဒီအချိန်မှာဆိုလို့ရှိရင်ဘောလုံးက Bruno Fernandes ရဲ့ခြေထောက်ထဲကိုရောက်သွားတယ်ဒီအချိန်မှာ Virgil van Dijk ရဲ့ခံစစ်ကစားပုံကတော်တော်လေးကိုပေါ့ပြနိုင်ခဲ့တယ်လို့ကျွန်တော်ယူဆလို့ရတယ်ဗျာဆိုတော့ဘာကြောင့်လဲဆိုတော့ဘောလုံးက Bruno Fernandes စီကနေမှ Ahmed Diallo စီကိုရောက်သွားတယ်အဲ့ဒီအချိန်မှာ Virgil van Dijk ရဲ့ဒီခံစစ်ကိုပြန်ပြေးနေတဲ့ run ကတော်တော်လေးကိုအရင်တော့က Virgil van Dijk ဒီကစားဟန်ကတော့ဒီလိုမျိုးပဲကျွန်တော်တို့ခုဆိုလို့ရှိရင်သူက AC ပဲလောက်တတ်တဲ့ပုံစံမျိုးမှာရှိတယ်ဒါပေမဲ့မင်းညကသူ့ရဲ့ AC မှုကဘယ်တော့ AC လုံးလဲဆိုလို့ရှိရင်သူ့ကိုအန်ဘိုးမှုကြော်တက်သွားတာကိုသူလုံးဝမမြင်နိုင်ဘူးဒီချိန်မှာဆိုရင်အန်ဘိုးမှုကလုံးဝဘောလုံးအလွတ်ကြီးပဲဒါပြေးထွက်ခွင့်ရရှိခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်ဒါAhmed Diallo ရဲ့ပေးပို့မှုကလည်းတော်တော်လေးကိုကောင်းတယ်ဆိုတော့ Virgil van Dijk ပထမဆုံးခေါင်းတက်တိုက်တဲ့နေရာမှာဆိုလို့ရှိရင်လည်းဒါကိုယ့်တဲ့ကစားသမားရဲ့ခေါင်းကိုထိမိခဲ့တယ်တခြားချိန်ထဲမှာပဲဒါဘောလုံးကလည်းမပြတ်ထွက်သွားခဲ့ဘူးပြီးတော့ဒါ Bruno Fernandes ကိုရောက်တဲ့အချိန်မှာသူတို့အနေနဲ့တားတာတော်တော်လေးကိုရော့တိရော့ရဲနိုင်တယ်ဆိုတော့အဲ့လိုဖြစ်သွားတဲ့အခါမှာ Ahmed Diallo စီဘောလုံးရောက်တယ်ဒီချိန်မှာဆိုလို့ရှိရင်သူခံစစ်ကိုပြန်ပြီးတော့ cover လုပ်ကြမယ်ဒီချိန်မှာဆိုလို့ရှိရင်သူပြန်ပြေးတဲ့ run တော်တော်လေးကိုပေါ့ပြတ်နိုင်ပြီးတော့အန်ဘိုမိုကသူ့ကိုကောင်းကောင်းကြော်တက်သွားပြီးတော့ဒါဥဆောင်ကိုပေးလိုက်ရတယ်ပထမမိနစ်မှာနဲ့ဒါ Liverpool နဲ့တို့ဥဆောင်ကိုပေးလိုက်ရတယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်တော့ပွဲက Manchester United တင်တို့ကတောက်လျှောက်တာပထမပိုင်းလက်ကျန်မိနစ်တော်တော်များများကိုဒါခံစစ်ကစားတီးတန့်ကစားဖို့ပဲလှုပ်သွားတာကိုတွေ့ရတယ်တော်တော်လေးကိုမှဒါ United တို့ဘောလုံးကိုလုံးဝကွင်းတော့အချမ်းလောက်ကနေတက်ကိုမလူတော့ဘဲနဲ့ကို United တို့ကဒါခံစစ်ကစားရတယ်ဒီချိန်မှာဆိုလို့ရှိရင် Liverpool တင်တို့တိုက်စစ်ကစားရတယ်ဆိုတော့တိုက်စစ်ကစားတဲ့ဆိုတဲ့နေရာမှာဆိုလို့ရှိရင်တော့တော်တော်လေးကို Liverpool တင်းရဲ့တိုက်စစ်ကစားဟန်ကတော့ဒါလက်ရှိချိန်ဒီအားရကျင်တဲ့ဆရာကောင်းတာကိုလည်းတွေ့ရတယ်။ဒါမင်းညာကအထိတော့ဒါလက်ရှိပွဲပြီးမှဆိုလို့ရှိရင်ကျွန်တော်တို့ Liverpool ကျွန်တော်ခုနပြောခဲ့သလိုပဲပေါ့နော်။ဒါ Liverpool ပြည်သက်တွေကတော့နီးပြ Arne Slot အောက်ဘာညာဆိုပြီးတော့အတန်တွေထွက်နေတော့မယ်ဆိုတော့ဒီပေါ်ကိုတော့ကျွန်တော်အနေနဲ့ trade တူဒါမှတ်ချက်ပြန်ပေးလို့ပေါ့လေဆိုတော့ကိုယ့်အမြင်နဲ့ကိုလူတိုင်းမှာရှိကြတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအမြင်ကတော့မင်းညာကLiverpool တင်းရဲ့ကစားသွားတဲ့ကစားဟန်မှာဆိုလို့ရှိရင်တော့နီးပြ Arne Slot သူ့အနေနဲ့ဒါလိုအပ်ချက်တွေရှိခဲ့တာတော့မှန်တယ်ဒါပေမဲ့တကယ်တမ်းအသင်းရဲ့လိုအပ်နေတဲ့အပိုင်းအသင်းရဲ့ခန်းစစ်ဗျခန်းစစ်တွေကတော်တော်လေးကိုမှညံ့ငယ်ပြီးတော့မင်းညာဂိုးတော့Mama Dashvili ဆိုလို့ရှိရင်ဒါဘယ်သူမှတော့ true highlight တော့ထုတ်ပြီးတော့မပြောကြဘူးဒါပေမဲ့ကျွန်တော်အမြင်နဲ့ကြည့်ရတာမင်းညာMama Dashvili မှာလည်းအများကြီးအားနည်းချက်တွေရှိတယ်ကျွန်တော်Elise Bagada ဆိုလို့ရှိရင်ဒီထက်ပိုပြီးတော့မျှော်လင့်ချက်တွေကောင်းခဲ့မှာပေါ့လေဒါဂိုးဖမ်းနေဆိုတဲ့နေရာမှာမင်းညာMama Dashvili အနေနဲ့လည်းကိုဒီကပ်ပိုသူပေးလိုက်တဲ့တလုံးပထမပိုင်းပွဲသားချိန်မှာဒါဂိုးပေါက်ကနေလှမ်းပြီးတော့ထောင်ပေးလိုက်တဲ့တလုံးအဲ့တလုံးတော့ပဲဒါဟို pass အနေနဲ့လေကောင်းကောင်းထွက်ခဲ့ပြီးတော့တပွဲလုံးတိုင်းတာနဲ့ဆိုလို့ရှိရင်Mama Dashvili ရဲ့ performance ကလည်းကျွန်တော်တို့အရင်အားကိုးလို့ရမယ်အားကိုးမြောက်လင်းလို့ရတယ်ဆိုတဲ့ပုံစံမျိုးမှာမရှိခဲ့ဘူးဒါမင်းညာကဂိုးတွေကိုလည်းခန်းစစ်တွေမကစားနိုင်ဘူးဆိုတဲ့အချိန်ခန်းစစ်တွေမကောင်းဘူးဆိုတဲ့အချိန်တွေတခုမှာMama Dashvili အနေနဲ့လေဂိုးကိုလည်းဘူးပဲခွင့်ပြုခဲ့ရဆိုတဲ့အချိန်တွေမျိုးရေးဆိုင်ခဲ့ရတယ်ဗျာဆိုတော့Liverpool တို့ပထမပိုင်းမှာဆိုလို့ရှိရင်ဒါ
ခွင့်ရည်အများကြီးပဲရရှိခဲ့တယ်ဒါရရှိခဲ့ပေမဲ့လည်းဒါကိုရီကပ်ပိုရဲ့တလုံးတိုင်ထိခဲ့တာနဲ့အတူဒါတွင်းကိုတော့လုံးဝမရရှိဘူးဒုတိယပိုင်းပြန်လဲစတင်တာလေဆိုတော့ပွဲထွက်လူစင်းအကြောင်းတော့ကျွန်တော်မပြောရသေးဘူးလေဆိုတော့ပွဲထွက်လူစင်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကိုသမားနေရာမှာမဝါဂျက်စပလီခန်းစစ်မှာတော့ကော်နာဘရက်လီကိုပြန်သုံးခဲ့ပြီးတော့မှကော်နာဘရက်လီမီလိုကာကတ်စ်ကဘယ်နောက်ခံလုံးနဲ့ကိုဟန်စစ်မှာတော့ဒါဗာဂျပန်နဲ့အီရန်မှာကိုနာဒီကွင်းလေဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါ Ryan Gromman ဘတ်လက်စစ်မက်လက်စတာဒေါမနစ်ဝေါ်စလိုက်ကျွန်တော်တို့မနစ်ကဒါနေပြအာနေစတော့အနေနဲ့ဒါပုံဖော်နိုင်ခဲ့တဲ့ Premier League ဖလားကိုလည်းရရှိခဲ့တယ်ဆိုတဲ့ Liverpool တင်းကအဓိကကွင်းလေ trial ကိုပြန်ပြီးတော့သုံးလာခဲ့ပြီးတော့ဒါဒီနေ့ခေါ်ရတဲ့ Florian Wirtz ကိုဒါအရန်ကုန်မှာပို့ခဲ့တယ် Florian Wirtz အနေနဲ့ကတော့ Chelsea တင်းတဲ့ပွဲမှာလည်းအရန်ကုန်မှာထိုင်ခဲ့ရတယ်လက်ရှိ Manchester United တင်းတဲ့ပွဲမှာလည်းအရန်ကုန်မှာထိုင်ခဲ့ရတယ် Liverpool တင်းတို့နောက်ဆုံးကန်ခဲ့တဲ့နှစ်ပွဲစတိုက်ကို Florian Wirtz အရန်ကုန်ရောက်ခဲ့တယ်လို့ပြောလို့ရတယ်တိုက်စစ်ပိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ပုံမှန်မျှော်လင့်ထားတဲ့တိုက်စစ်ကိုပဲသူသုံးနိုင်လို့ပြောလို့ရတယ်ကိုရီကပ်ကိုမိုဟာမက်ဆာလာတောင်ပန်နေနဲ့အတူမှာထောင်တိုက်စစ်မှာဇာနာအစ်ဆာကိုသုံးတာဆိုတော့ဒုတိယပိုင်းပွဲစားတဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ကပထမပိုင်းမှာဒါလီဗာပူးတင်းနေနဲ့ဂိုးတကိုးပေးထားရတယ်ဆိုတော့အသင်းကထိုးဖောက်မှုတွေပြုလုပ်နေတယ်ဆိုပေမဲ့လည်းဒါဂိုးတွေမရရှိသေးဘူးဆိုတဲ့အခြေအနေတခုမှာဒီယူရှင်းကိုများအပြောင်းအလဲလုပ်လာမလားဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Chelsea တင်းတဲ့ပွဲမှာဆိုလို့ရှိရင်ဒါနီးပြအနေဆိုတော့အနေနဲ့ဒါဒုတိယပိုင်းဆက်တာချင်းမှာပဲ Florian Wirtz ကိုထည့်ခဲ့တာမျိုးကိုလုပ်ခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲမှာတော့ဒုတိယပိုင်းကိုလည်းသူဒီလိုင်းအပ်နဲ့သူဆက်ပြီးတော့အပြောင်းလဲမလုပ်ဘဲနဲ့ဆက်ပြီးတော့ဆော့သွားဒုတိယပိုင်းမှာဆိုတော့ဒီပေါ်လဲကျွန်တော်ကလက်ခံသေးတယ်ဒါဘာလို့လဲဆိုတော့ဒါလီဗာပူးတင်းကပထမပိုင်းမှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ဖောင်ကိုပြထားနိုင်သေးတယ်ဒါအခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့တယ်ကိုဒီကပိုတိုင်ထိခဲ့တဲ့အချက်ကိုကြည့်မှဆိုလို့ရှိရင်ဒီလုံးကသူဘိုးဝါလို့ရတယ်ဗျဆိုတော့လီဗာပူးတင်းနေနဲ့အကောင်းဆုံးပုံစံကိုပြထားနိုင်သေးတဲ့အတင်းကိုပဲလီဗီယာနဲ့ဆိုတော့ပြီးရပိုင်းမှာဒါဆက်ပြီးတော့ဒါသုံးဆွဲခဲ့တယ်ဒုတိယပိုင်းပြန်စားတဲ့အခါမှာဆိုလို့ရှိရင်လီဗာပူးတင်းတို့ကစားပုံကဒါအဲ့လောက်ကြီးဆိုးရတယ်လို့ပြောလို့မရဘူးအထူးသဖြင့်တိုက်စစ်ကစားတဲ့အပိုင်းမှာဆိုလို့ရှိရင်လီဗာပူးတင်းကစားဟန်ကတော်တော်လေးကိုထက်မြက်ပြီးတော့ကျွန်တော်တို့တွေဒါဂိုးရတော့မယ်ဆိုတဲ့ဒါ sense တွေကိုကျွန်တော်တို့ရရှိခဲ့တယ်ဗျာဒါပေမဲ့လီဗာပူးတင်းရဲ့ပွဲလေကစားသမားဖြစ်တဲ့ Leslie Maguire ကပထမပိုင်းပွဲစားတွေကရရှိခဲ့တဲ့ခေါင်းတန်ရရရှိခဲ့တယ်ပြီးတော့ Ryan Gravenberch နေလည်းကွင်းထဲမှာဆိုလို့ရှိရင်ဒါ Brian Mbeumo နဲ့ထိပြီးတော့မှတော်တော်လေးကိုစိုးတယ်ဒါခြေချင်းဝက်တန်ရရရှိခဲ့တာကိုလည်းတွေ့ရတယ်ဆိုတော့နီးပြ Arne Slot အနေနဲ့ပွဲသားနေ62မိနစ်မှာဆိုလို့ရင်တော့ဒါဒူစားလဲမှုတွေပြုလုပ်ခဲ့တယ်ကွင်းလေကစားသမားဖြစ်တဲ့ Leslie Maguire ကို Ryan Gravenberch ကိုထုတ်ပြီးတော့ဒါ Curtis Jones ရဲ့ Florian Wirtz ကိုထည့်ခဲ့တယ်ပြီးတော့တိုက်စစ်ကစားသမားHugo Ekitikeနဲ့ဒါဘယ်နောက်ခံကစားဒီညာနောက်ခံကစားသမား Conor Bradley ကိုလဲခဲ့ဆိုတော့သဘောတရားရကျွန်တော်တို့အားလုံးသိတယ်ဆိုတော့ Conor Bradley ကွင်းထဲမှာထောက်သွားပြီးကွင်းထဲမှာညာနောက်ခံလို့မရှိတော့ဘူးဆိုတဲ့အခြေအနေတခုမှာ Dominic Szoboszlai ကညာနောက်ခံလို့မရဘူးမှာပြောင်းပြီးတော့ဆော့တယ်ဆိုတော့ Florian Wirtz ပွဲလည်မှာဝင်လာတယ်တိုက်စစ်မှာဆိုလို့ရှိရင် Alexander Isak နဲ့ Hugo Ekitike ကိုနှစ်ယောက်ကိုကျွန်တော်တို့တွေ့ရတယ်ပေါ့လေဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်လီဗာပူးရဲ့တိုက်စစ်ကစားဟန်ပို့ပြီးတော့ဒါထက်ညက်လာတာကိုတွေ့ရတယ်အထူးသဖြင့် Hugo Ekitike ကွင်းထဲကိုဝင်လာပြီးတဲ့အခါမှာဆိုရင်သူ့စီကတော်တော်လေးကိုကောင်းတဲ့ moment တွေကိုကျွန်တော်တို့ဒါမြင်တွေ့ရတယ်သူ့စီကဒါတိုက်ရိုက်ကန်ချက်ကိုလည်းနှစ်ချက်ကျွန်တော်တို့မြင်တွေ့ခဲ့ရဒါပေမဲ့ဂိုးပေါက်တော့မတည့်ခဲ့ဘူးပေါ့လေဆိုတော့ Hugo Ekitike ရဲ့ကန်ချက်တွေကလည်းတော်တော်လေးကိုကောင်းခဲ့ပြီးတော့အထူးသဖြင့်ဒါကန်ချက်တွေဆိုတာထက်သူ့ရဲ့လှုပ်ရှားမှုတွေအထူးသဖြင့်ဒုတိယဒီလီဗာပူးတင်းတို့ခြေပါကိုပြန်လည်ရရှိသွားတဲ့အခါမှာဆိုလို့ရှိရင်သူ့ရဲ့လှုပ်ရှားမှုတော်တော်လေးကိုကောင်းခဲ့တယ်ပြီးတော့ဒါခြေစာဒါချပေးလိုက်တဲ့လုံးကိုဆိုလို့ရှိရင်ကိုရီကပ်ကိုပိတ်သွင်းသွားတယ်ဆိုတော့Hugo Ekitike ကတော့ဒါတော်တော်လေးကိုကျွန်တော်တို့အားကိုးရမယ်ကစားသမားဆိုတော့ဒီပုံစံတိုင်းသာဆက်သွားမယ်ဆိုလို့ရှိရင်ဒီပြ Arne Slot အနေနဲ့ဒါ Hugo Ekitike ကို Alexander Isak ကိုပါမယ်ဒါကစားပုံမျိုးကိုတော့ဒီပြ Arne Slot မကြခင်ထုတ်သုံးနေတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်။ဘာကြောင့်လဲဆိုတော့လက်ရှိ Hugo Ekitike ရဲ့ခြေစွမ်းတွေရ Alexander Isak ကိုကျွန်တော်တို့ပေးခေါ်ထားတဲ့ဈေးပြီးတော့ဒါ Alexander Isak ရဲ့ဒီ portfolio ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Hugo Ekitike ကိုကြော်ပြီးတော့လက်ရှိပွဲထွက်နေတာတွေကိုကျွန်တော်တို့ကအပြစ်သွားပြောလို့မရဘူး။ဒါပေမဲ့ကျွန်တော်တို့ Hugo Ekitike တကယ်ကွင်းထဲကိုဝင်လာတဲ့အခါမှာလုံးပြနေတဲ့ခြေစွမ်းတွေကလည်းကျွန်တော်တို့ဒါဒီဟာကြီးကိုကျွန်တော်တို့ဒီ potential ကြီးကိုကျွန်တော်တို့ကအရန်ကုန်မှာထားပြီးတော့ဖြုံးတီးလိုက်လို့မရဘူး။ဆိုတော့ Hugo Ekitike ကို Alexander Isak ကိုပါမယ်ကစားကွက်မျိုးကိုတော့ဒီပြ Arne Slot ဒါဖန်တီးတင်တယ်လို့တော့ကျွန်တော်တို့ထင်တယ်မင်းညာကဒါသူတို့အနေနဲ့62မိနစ်မှာ Alexander Isak က82မိနစ်မှာထောက်သွားတယ်ဆိုတော့10မိနစ်လောက်တော့တူတူဒါတွဲဆော့ဝင်ရရှိခဲ့တယ်ဒါပေမဲ့မင်းညာကဒုတိယပိုင်းမှာတော့ Alexander Isak က45မိနစ်ကနေ82မိနစ်ထိဆော့ခဲ့တဲ့ခြေစွမ်းကတော့ဒါပြောင်းနေတယ်လို့ပြောရတယ်ဗျအထူးသဖြင့် Hugo Ekitike ဝင်လာပြီးတော့မှာပိုဆိုးသွားတယ်သူတို့နှစ်ယောက်ဒီ Central နေရာမှာလူတွေထပ်ကုန်တယ်ပေါ့လေဆိုတော့ဒါနီးပြ Arne Slot အနေနဲ့လည်းဒါလူစားလဲမှုတွေထပ်ပြီးတော့ပြုလုပ်ခဲ့တယ်ဒါ Alexander Isak ကိုထုတ်ပြီးတော့ Ferry ကိုခြေစာကိုထည့်ရတယ်ဆိုတော့ခြေစာကိုထည့်ခဲ့တဲ့အခါမှာဆိုလို့ရှိရင်တော့ကျွန်တော်ခုနပြောခဲ့တဲ့လီဗာပူးတင်းတို့ဂိုးရရှိခဲ့တဲ့ moment ကိုတော့ခြေသားရဲ့ဖန်တီးမှုနဲ့သူဒါကိုရီကပ်ပို့တို့ဂိုးသွင်းနိုင်ခဲ့တယ်ကိုရီကပ်ပိုအနေနဲ့ကတော့ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာလည်းသွင်းမှုကိုရရှိခဲ့တယ်ဆိုတော့ကိုရီကပ်ပိုခြေပါဂိုးသွင်းပြီးသွားလို့ရှိရင်ဒါလီဗာပူးတင်းတို့နောက်ကျမိနစ်နဲ့ဟာအနိုင်ကိုပြန်ပြီးတော့ပေးရလေးရှိတယ်ဗောလေဆိုတော့ပြီးခဲ့တဲ့ Chelsea နဲ့ပွဲမှာဆိုလို့ရှိရင်ကိုရီကပ်ပိုခြေပါဂိုးသွင်းတယ်ဒါပေမဲ့နောက်ကျမိနစ်သွင်းကိုနဲ့တူလီဗာပူးတင်းတို့ရှုံးလင်းခဲ့တယ်ဒါလက်ရှိဒီ Manchester United နဲ့ပွဲမှာဆိုလို့ရှိရင်လည်းလီဗာပူးတင်းတို့ခြေပါဂိုးရရှိသွားပြီတသင်းလုံးအနေနဲ့ဒါတိုက်စစ်ကိုတော်တော်လေးကိုကစားနိုင်နေပြီလီဗာပူးတင်းနိုင်မွေးတစ်ဝဲပြန်လဲရရှိနိုင်တော့တယ်ဆိုတော့ဒါခံစားချက်တွေရနေတယ်ဆိုတဲ့အခြေအနေမျိုးမှာပဲမထင်မှတ်ထားဘဲနဲ့ဒါ Dominic Szoboszlai ရဲ့လက်ပစ်ဘောတော်တော်လေးကိုမှဒါ Dominic Szoboszlai ကိုလည်းအပြစ်ပြောဖို့ခက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူကညာနောက်ခံကစားသမားမဟုတ်တာဒီလက်ပစ်ဘောတွေဆိုတာက
ဒီခန်းစစ်ကစားသမားတွေဒုသဖြင့်ဒါ full back တွေ wing back တွေဒါမြောက်လေးရှိတာပေါ့လေဆိုတော့ Dominic Szoboszlai ကလက်ပစ်ပေါ်ကိုသမားမမ Dashbali စီကိုဒါမြောက်ပေးလိုက်တဲ့တလုံးပေါ့လေဆိုတော့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒါတိုင်မင်ကလွဲပြီးတော့ဒါဘာကြောင့်မဆက်ဆိုလာကောညာလာမနေဒါမမ Dashbali ကိုပြေးပြီးတော့ဖိအားပေးဖို့လုပ်တယ်အဲ့အချိန်မှာမမ Dashbali ဘောလုံးကိုကန်ထုတ်လိုက်ရတယ်ပေါ့လေဆိုတော့ကန်ထုတ်လိုက်ရဆိုတဲ့အခါမှာအဲ့ဘောလုံးကအဝေးကြီးမရောက်ဘဲနဲ့ကွင်းလယ်လောက်ကိုကြာတယ်အဲ့တိုက်စစ်ပြန်ဆင်လာတဲ့အခါမှာဆိုလို့ရှိရင်အဲ့နေရာလောက်ဒီလီဗာပူးတို့ဒီ corner ပေးလိုက်ရတယ်အဲ့ corner ကနေမှာပြန်ထွက်လာတဲ့ rebound တွေဘာတွေကနေမှာဒါ Bruno Fernandes တင်ပေးလိုက်တဲ့ဘောလုံးကို Harry Maguire ခေါင်းတိုက်သွားပြီးတော့ Liverpool တင်းတို့2 goal ဆိုတဲ့ရလဒ်နဲ့ဒါနောက်ဆုံးရှုံးနေသွားတယ်ပေါ့လေဆိုတော့တပွဲလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအသင်းကတိုက်စစ်ကတော့တော်တော်လေးကိုအားရကျင်နေစရာကောင်းတယ်ဒါပေမဲ့တော့တိုင်ထိတဲ့ဟာတွေဒါဟိုကြီးကြီးကန်ချက်တွေလွဲသွားတာတွေတော့ရှိတယ်ဒါပေမဲ့တိုက်စစ်ကတော့ကျွန်တော်တို့ဒါ state လက်ရှိချိန်ကြီးလက်ခံလို့ရသေးတယ်ဒါပေမဲ့တော်တော်လေးကိုဆိုးရတာဆိုခံစစ်ကစားပုံဖြစ်တယ်ဆိုတော့ဟိုပေးလိုက်ရတဲ့ပေကူတိုင်းကလည်းတော်တော်လေးကိုမှခံစစ်ကအားနေချက်တွေပြီးတော့ဒါကိုတော့မမဆက်ဖလီရဲ့အားနေချက်တွေကိုလည်းကျွန်တော်တို့မြင်တွေ့ရလည်းဖြစ်တယ်ဆိုတော့တပွဲလုံးတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဝေဖန်စရာဖြစ်တဲ့ကစားသမားတွေကတော့ဒါဗာဂျယ်ဗန်တိုင်းနဲ့မိုဟာမက်ဆာလာပြီးခဲ့တဲ့ရာသီကမှလီဗာပူးအသင်းကစာချုပ်တစ်ပေးထားတဲ့ကစားသမားတွေပြီးတော့လီဗာပူးတမိုင်းမှာလည်းတစ်ခါမှမပေးဘူးရဲ့လောက်ခလာစာတွေကိုရရှိနေတဲ့ကစားသမား2ယောက်ဖြစ်တယ်ဒီကစားသမား2ယောက်ကလက်ရှိဒီအားကိုးအဆုံးဖြစ်နေရပါဗျာဗာဂျယ်ဗန်နဲ့ဆိုလည်းအသင်းကောင်းတော့ဖြစ်နေတယ်ဗာဂျယ်ဒီမိုဟာမက်ဆာလာဆိုလည်းအသင်းရဲ့အကောင်းဆုံးကစားသမားအသင်းရဲ့ ace player ဆိုတော့ဒီကစားသမားတွေအားကိုးရမယ်ဆိုတဲ့အခြေအနေမျိုးမှာဒီကစားသမားတွေကိုလက်ရှိအခြေအနေမှာအားမကိုးရဘဲနဲ့ဗာဂျယ်ဗန်တိုင်းအမားတွေတောက်လျှောက်လုပ်တယ်မိုဟာမက်ဆာလာရဲ့ခြေစွမ်းတွေဒီနေ့ပွဲမှာလည်းသူ့ရဲ့ထုံးသိမ်းမှုတွေကျွန်တော်အများကြီးမြင်ရတယ်ဆိုတော့ဘောလုံးဟိုပေးရဆိုတဲ့နေရာမှာအားသုံးပြီးပေးရမယ့်နေရာတွေမှာအားမပါဘူးအားမပါပြီးပေးရမယ့်နေရာတွေမှာအားတွေပါတယ်ဆိုတော့ဟိုကန်တဲ့နေရာတွေမှာမကန်ဘူးမကန်တဲ့နေရာတွေမှာကန်တယ်ဆိုတော့မိုဆာလာကိုကြည့်ရတာကျွန်တော်တို့ဒီ16နှစ်18နှစ်အရွယ်တဲလန့်ရှိတဲ့ဟိုလူငယ်တယောက်ဘောလုံးကန်နေတာကိုပြန်မြင်နေရသလိုဖြစ်နေတယ်ဗောလေဆိုတော့အဲ့ဒီဟာတွေကိုတော့ဒီပြအားနေစော့အနေနဲ့ဒါဒီနေ့ပွဲမှာတော့ထူးဆန်းတဲ့ဒါမိုဆာလာကို85မိနစ်မှာလူစားလဲသွားတယ်ဆိုတော့နောက်ထပ်ပွဲတွေမှာတော့ဒါဒီတက်စောပြီးတော့လူစားလဲတင်လဲရမယ်ဆိုတော့ပွဲထွက်လူစင်းမှာပယ်တင်လေပယ်ရမှာလည်းဖြစ်တယ်ပေါ့နော်ဒါတို့တော့ဒီပြအနေဆိုတော့ဟိုဘယ်လိုပုံစံမျိုးနဲ့လောက်သွားမလဲဆိုတော့ကျွန်တော်ဆက်လက်ဆောင်ကြည့်ရမယ်ဆိုတော့ကျွန်တော်လက်ရှိအခြေအနေကတော့ကျွန်တော်တို့ဘောပရိသတ်ရန်ကုန်မှာပြောနေတဲ့ဒါ formation အပြောင်းအလဲတွေကိုကျွန်တော်လာမယ့်ပွဲတွေမှာမြင်ရမလားဆိုတော့ဒါဆက်လက်ဆောင်ကြည့်ရမယ့်အခြေအနေတစ်ခုလည်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တိုက်စစ်မှာမိုဆာလာလက်ရှိခြေစွမ်းမပြနိုင်ဘူး။ဒါပေမဲ့ဟူဂိုအီဂီတီဂီတော်တော်လေးကိုကောင်းနေတယ်ဆိုတဲ့အခြေအနေတစ်ခုမှာဟူဂိုအီဂီတီဂီရောလက်ဆန်နာ SS score ပါနိုင်တဲ့ဒီကစားကွက်မျိုးကိုဟိုဒီပြအာနေစလော့အနေနဲ့တွားကျင်တယ်ဆိုလို့ရှိရင် formation ရ4-3-3ဆိုတာတခြား formation တွေနဲ့ Liverpool အသင်းကိုလာမယ့်ပွဲတွေမှာမြင်တွေ့ရမလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာလည်းဖြစ်တယ်ဗောလေဆိုတော့လက်ရှိအချိန်အထိကတော့ Premier League 10ပွဲကန်ပြီးပါပြီ9ပွဲနိုင်3ပွဲရှုံးဆိုတဲ့အခြေအနေနဲ့တူတာလီဗာပူးကအဆင့်4မှာရပ်တည်နေတယ်ဆိုတော့ဟိုရမှအားပြတော့အာဆင်နယ်နဲ့လက်ရှိအချိန်မှာဆိုလို့ရှိရင်4မှတ်ကွာရတယ်ဆိုတော့ဒီအခြေအနေတွေကပြဿနာမဟုတ်ဘူးတကယ်ပြဿနာတက်နေတာလီဗာပူးတဲ့ခံစစ်ဖြစ်တယ်ဆိုတော့ဒီခံစစ်နဲ့သာဒီယာတီကိုဆက်သွားမယ်ဆိုလို့ရှိရင်လီဗာပူးနဲ့လာမယ့်ယာတီဒါ Conference League တို့ဒါ Europa League တို့ကန်ရမယ်ဆိုလို့ရှိရင်တော့ဒါကန်ကောင်းလို့ပြောလို့ရတယ်ပြတိုက်စစ်ကတပွဲမှာဘယ်လောက်တွင်းနိုင်မှာလဲလား2ဂိုး3ဂိုးအများဆုံးတွင်းနိုင်မှာခံစစ်ကတပွဲကို2ဂိုးတော့ပုံမှန်ပေးနေတယ်ဆိုလို့ရှိရင်တော့ဒါဘလို့မှအဆုံးမဖြစ်ဘူးလို့ပြောလို့ရတယ်ဆိုတော့ဒီခံစစ်ကိုတော့ဒီပြအာနေစလော့ဒါအကောင်းဆုံးပြင်ဆင်တင်တယ်ဒါပေမဲ့ပြဿနာကကျွန်တော်တို့စီမှာဒီခံစစ်ကိုပြင်ဖို့တော့ကလည်းလူဝမရှိဘူးကျွန်တော်တို့မှာဒါဖာဂျင်မာတာအီဗရာဟီမာကိုနာတီပြီးတော့နောက်ထပ်ဝယ်ထားတဲ့လီယိုနီကလည်းတရားစီလုံးနာသွားပြီးတော့ဂျိုဘိုမတ်တယောက်ပဲနောက်ထပ်ဘူခံစစ်အဖြစ်ခက်ရှိတယ်ဗောလေဆိုတော့ဒီလီယူစင်ရင်းနဲ့ဒီခံစစ်ကစားပုံတွေကတော့ဒီပြအာနေစလော့တော့ကတော့ဒါပုတ်စာတော်တော်လေးကိုမှခက်ခဲတဲ့ပုတ်စာတစ်ခုဖြစ်နေတယ်ဆိုတော့တေးကြတယ်ဆိုတော့လာမယ့်ပွဲတွေမှာဘယ်လိုပုံစံမျိုးနဲ့ခံစစ်ကိုကစားသွားမလဲဒါလီဗာပူးတဲ့ခံစစ်ဒီဇန်နဝါရီလအထိဒါဘယ်လောက်ထိတောင်းခံသွားနိုင်မလဲဆိုတာတော့ကျွန်တော်တို့ဒါဒီသမားမနဲ့ဆက်လက်စောင့်ကြည့်ရမယ်အခြေအနေလည်းဖြစ်တယ်ပေါ့ဗျာဆိုတော့ brother တို့ဒါလက်ရှိ Liverpool တင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုမြင်လေးတွေရှိကြလဲဆိုတော့ဒီပြ Arne Slot out ဆိုတဲ့အပေါ်တွေပေါ်မှာရောဒါဘယ်လိုမြင်လေးတွေရှိကြလဲပုံမှန်မှာဝင်ရောက်သုံးသပ်ခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ကြတာပေါ့